ဒီညမင်းတယောက်တည်းရေခဲတိုက်ထဲမှာအလုံးလုံးနေရတယ်ဆိုရင်ပြီးတော့မင်းမသိတဲ့မိန်းကလေးတယောက်ရဲ့အလောင်းကိုခွဲစိတ်နေတဲ့အချိန်မှာသူမမသေးသေးဘူးဆိုတော့တိလိုက်မင်းပါဆက်လုပ်မယ်ဗာဂျီးနီးယားပြည်နယ်ဂရန်တန်မြို့လေးကအိမ်တအိမ်မှာတကြီးရွယ်ကိုလင်မယားနဲ့အိမ်စီဖြစ်သူတို့ရဲရဲဆက်ဆက်အသက်ခံထားရမှုကိုရဲတွေစုံစမ်းစစ်ဆေးနေပါတယ်လူစနာကအပြင်ကနေအတင်းအဓမ္မဖောက်ဝင်ထားတဲ့လက္ခဏာမျိုးလုံးဝမရှိပဲအိမ်ထဲကလူတွေကသာအပြင်ကိုအသေးအတန်ထွက်ပြေးဖို့စူးစမ်းခဲ့ကြတဲ့ပုံစံမျိုးဖြစ်နေတာပါရဲရရှိဟာမြောက်ခန်းထဲကမြေကြီးထဲမှာမြုပ်ထားတဲ့နောက်ထပ်အလောင်းတစ်ခုကိုတွေ့ခဲ့ပါတယ်။ဒါကတော့ကိုလုံးကြီးဖြစ်နေတဲ့မိန်းကလေးငယ်တဦးရဲ့အလောင်းပဲဖြစ်ပါတယ်။သူမဟာဘသူပဲဝါမှမသိနိုင်ကြကြောင်းရဲရရှိကသူမကိုမျက်မျက်လို့နာမည်ပေးလိုက်ပါတယ်။ဖတ်မှလည်းမျိုးပြရင်ခွဲရုံတစ်ခုမှာဥပနဲ့သူ့ရဲ့သားကြော်ကြီးတို့ဟာပျက်စီးနေတဲ့အလောင်းကိုခွဲစိတ်စစ်ဆေးလို့ပြီးကန်နေအချိန်ဖြစ်ပါတယ်။ဥပတို့မိသားစုဟာဒီရင်ခွဲရုံအလုပ်ကိုမျိုးစစ်ဆက်လောက်ကင်လာခဲ့ကြတာပါ။အဲ့ဒီအချိန်မှာကြော်ကြီးရဲ့ရီးသားဖြစ်သူတီတာရောက်လာပါတယ်။သူမရင်ခွဲရုံနဲ့အလောင်းတွေကိုကြည့်ကျင်တယ်လို့ဇွတ်ပူစားပေမဲ့ကြော်ကြီးကသူ့ဖေစုမှကြောက်တာကြောင့်ညှင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့ဥပဝင်လာပြီးတော့ခွင့်ပြုပေးလိုက်ပါတယ်။ကြော်ကြီးကလောင်းတစ်လောင်းထုတ်ပြလိုက်ရာထိုအလောင်းရဲ့ခြေထောက်မှာခေါင်းလောင်းလေးတစ်လုံးချီထားတာကိုတီတာသတိပြုမိသွားပါတယ်။ဥပကရှစ်ခေတ်တုန်းကလူတစ်ယောက်ဟာတကယ်သိမသေးခွဲခြားခတ်တဲ့အတွက်တကယ်လို့မသေးပဲပြန်နိုးလာခင်အတန်မြီအောင်လို့အလောင်းရဲ့ခြေထောက်မှာခေါင်းလောင်းလေးတွေချီထားလေးရှိရဲလို့ရှင်းပြခဲ့ပါတယ်။တီတာအစမပြေဖြစ်လာပြီးကြော်ကြီးနဲ့ချင်းတွေးဖို့ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာကိုလာရွှေရောက်လာပြီးမြက်မြက်အလောင်းကိုယူလာပါတယ်။လက်ဖြတ်မနှက်မီရင်ခွဲစစ်စစ်ချက်အစီရင်ခံစာကိုအပိတက်ပေးဖို့ဥပကိုတောင်းဆိုပါတယ်။ဥပကကြော်ကြီးကိုတီတာနဲ့တွားဖို့ပြောပေမဲ့ကျော်ရသူ့ဖေကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတာကိုတော့နောက်မှပြန်လာခေါ်ဖို့ပြောပြီးတော့နှစ်သိမ့်လိုက်ပါတယ်ဒီချိန်မှာတော့ရင်ခွဲခန်းထဲမှာဥပနဲ့ကျော်ကြီးတို့ဟာမြက်မြက်ရဲ့အလောင်းကိုစစ်ဆေးနေပါတယ်ဥပရဲ့ကြောင်းကလည်းထူးဆန်းဆန်းနေဖြစ်နေပါတယ်ကိုလာရွှေကမြက်မြက်ဟာပြင်ပတိုင်ကလောဝမရှိပဲတေဆုံးနေတာမို့သူမရဲ့တေဆုံးရတဲ့အကြောင်းရင်းကိုသိချင်နေတာပါဥပနဲ့ကျော်ကြီးတို့ဟာအလောင်းကိုခွဲစိတ်စစ်ဆေးရမှာအောက်ပါအတိုင်းထူးဆန်းတာတွေကိုတွေးလိုက်ရပါတယ်ပြင်ပစစ်ဆေးချက်အရာညလုံးတွေကဖြူဖွေးနေပြီးတေဆုံးတာကြာပြီလို့ထင်ရပေမဲ့ခနာကိုကတော့လက်ဆက်နေပါတယ်ခနာကိုအပူချိန်ကပုံမှန်ထက်ပိုအေးနေပါတယ်ခါကပုံမှန်ထက်ပိုတိမ်နေပါတယ်လက်ကောက်ဝက်နဲ့ခြေချင်းဝက်တွေကျိုးနေပေမဲ့အပြင်းပန်းတိုင်ရမရှိပါဘူးခြေသက်လက်သေးကြားမှာ peak လို့ခေါ်တဲ့အင်္ဂလန်နိုင်ငံတွေမှာပဲတွေ့ရတဲ့မြေစီလွှာတွေရှိနေပါတယ်သပင်ကြားမှာလည်း peak တွေရှိနေပါတယ်ရှားကရဲရဲဆက်ဆက်ဖြတ်တောက်ခံထားရပါတယ်မျက်နှာနားနှာခေါင်းတို့မှာတိုင်ရမရှိပါဘူးနှာခေါင်းထဲကနေရင်ကောက်တစ်ကောင်ပြန်ထွက်လာပါတယ်သွားတစ်ချောင်းမရှိပါဘူးဇက်ထဲမှာလည်းကျိုးတစ်ချောင်းကရှိနေပါသေးတယ်လိန်အင်္ဂါမှာတိုင်ရတွေရှိနေပါသေးတယ်အတွင်းပိုင်းစစ်ဆေးချက်အရာရမတ်ကိုခွဲလိုက်တဲ့အခါသွေးတွေစီးကျလာပါတယ်။ခါတိန်နာက Cossus dress ကြောင့်လို့ဥပကယူဆပါတယ်။စုပ်ကပြင်းထန်စွာပျက်စီးနေပါတယ်။စလိတောက်တာကြောင့်မဟုတ်ပဲမီးလောင်တာကြောင့်ပျက်စီးတာနဲ့တူပါတယ်။နှလုံးနဲ့အခြားအတွင်းအင်္ဂါတွေမှာဓာတ်တန်ရာတွေရှိနေပါတယ်။ဥထဲမှာအမြင့်တက်တစ်ခုကိုတွေ့ရပါတယ်။ဥကိုဖြတ်လိုက်တဲ့အခါနိုင်ရိုးတစ်ချောင်းကဥပရဲ့လက်ကိုထိခိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲ၆ချားပွဲရတွေကစတင်ဖြစ်ပွားလာခဲ့ပါတယ်။ပြင်မှာမိုးတွေတီးထန်စွာရွာသွန်းလာပြီးရေဒီယိုက Open Air Your Heart and Let the Sunshine In ဆိုတဲ့ချင်းကိုထူးဆန်းဆန်းလွှင့်နေပါတယ်။အတွင်းအင်္ဂါတွေမှာဓာတ်တန်ရာတွေရှိနေပေမဲ့ပြင်မတန်ရာမရှိတာကိုဥပနဲ့ကျော်ကြီးကစဉ်းစားမရဖြစ်နေကြပါတယ်။လင်းရောင်တွေမိတ်တုံဖြစ်လာပြီးထူးဆန်းတဲ့အတန်တွေကိုကြားလာရပါတယ်။ကျော်ကြီးကဇင်းကြံလမ်းမှာမှန်တဲကနေလူတစ်ယောက်ရဲ့အရေးကိုတွေ့လိုက်ရပါတယ်။ဥထဲကနေ Flower of the Holy Ghost လို့ခေါ်တဲ့ရိုက်ဆန်ဝစ်ပန်းပွင့်ကိုတွေ့ရပါတယ်။ဒီပန်းကိုစားရင်သေဆုံးတတ်ပါတယ်။မိုးတွေပိုတဲလာပြီးရေဒီယိုကလည်းအန်ဒီရရှိတဲ့သတိပေးချက်တွေလွှင့်နေပါတယ်။အလောင်းရဲ့အရေးပြားကိုခွာလိုက်တဲ့အခါမှာပဲအတွင်းပိုင်းမှာရောမနံပါတ်တွေနဲ့တင်ဂီတတွေကိုတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲမီးတွေအကုန်ငြိမ်းသွားပြီးတခြားအလောင်းတွေပါပျောက်ဆုံးသွားပါတယ်။တက်လီကပျက်စီးသွားပြီးတော့အပြင်ထွက်ဖို့ကြိုးစားပေမဲ့တပင်လဲကျနေလို့ထွက်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာဖုန်းလိုင်းတွေကလည်းမရတော့ပါဘူး။ခေါင်းလုံးတန်တစ်ခုကိုကြားလာရပြီးတော့အလောင်းတစ်လောင်းရောက်ချလာပါတယ်။ကျော်ကြီးကတကားအောက်ကနေကြီးလိုက်တဲ့အခါမှာအလောင်းရဲ့ခြေထောက်ကိုတွေ့ရပါတယ်။ဥပကရေချိုးကန်းထဲမှာတိုက်ခိုက်ခံရပြီးဒဏ်ရာရသွားပါတယ်။အဲ့ဒီအချိန်မှာပဲဥပနဲ့ကျော်ကြီးတို့ကမျက်မျက်ရဲ့အလောင်းကိုဖျောက်ဖျက်ဖို့ကြိုးစားနေခဲ့ပေမဲ့ဖယ်ရှားထားတဲ့အတွင်းအင်္ဂါတွေကပုတ်တိုးနေပြီးတော့အလောင်းကတော့လက်ဆက်နေပါတယ်။မီးရှို့ဖို့ကြိုးစားပေမဲ့လည်းအလောင်းကမလောင်ပဲပတ်ဝန်းကျင်မှာလောင်ကျွမ်းသွားပါတယ်။တက်လီကပြန်ကောင်းလာပြီးတက်ဖို့ကြိုးစားပေမဲ့မီးပြန်ပြတ်သွားပါတယ်။အလောင်းတစ်လောင်းရောက်လာတယ်လို့ထင်ပြီးဥပကပစိမ့်နဲ့ခုတ်လိုက်ရအောင်အလောင်းမဟုတ်ဘဲနဲ့တီတာဖြစ်နေပါတယ်။သူတို့ဟာမျက်မျက်ရဲ့တကိုးကြောင့်မျက်စိမှားသွားခဲ့ကြတာပါ။ထို့နောက်ဥပနဲ့ကျော်ကြီးတို့ဟာရင်ခွဲခန်းကိုပြန်သွားပြီးမျက်မျက်ရဲ့အုံနောက်ကိုစစ်ဆေးပါတယ်။သူမရဲ့အုံနောက်ကလက်ဆက်နေပြီးတေဆုံးခြင်းမရှိဘဲတက်ရှိထင်ရှားရှိနေတာကိုတွေ့ရပါတယ်။တင်ဂီတတွေနဲ့ယောမနံပါတ်တွေကို Bible က Leviticus chapter 20နဲ့တိုက်ဆိုင်စစ်ဆေးရာတင်တို့အလယ်၌နက်ကတော့ဖြစ်စေဝိဇ္ဇာအတက်အဖြစ်ဆုံးကိုယ်ဝေဖြစ်စေရှိလျင်ထိုသူကိုဧကန်အမှန်တတ်ရမည်။ကြောက်ခဲနှင့်ပေါက်၍တတ်ရမည်။ထိုသူသည်မိမိအဖြစ်နှင့်တည်ရမည်ဆိုတဲ့ကျမ်းစာကိုတွေ့ရပါတယ်။တကယ်တော့မြတ်မြတ်ဟာ1693ခုနှစ်စလင်းဆုံးကိုဝေးစစ်ဆေးမှုတွေမှာမတရားတပ်ဖြတ်ခံခဲ့ရတဲ့အမျိုးသမီးတဦးဖြစ်နိုင်ပါတယ်။သူမတကယ်ပဲဆုံးမဟုတ်ပဲပြင်းထန်တဲ့နှိမ့်မနှိမ့်ဆက်မှုတွေကြောင့်တကိုးတွေရလာတာဖြစ်နိုင်ပါတယ်။နောက်တော့မြတ်မြတ်ဟာသူမခံစားခဲ့ရတဲ့နာကျင်မှုတွေကိုဥပစီကိုလွှဲပြောင်းပေးလိုက်ပါတယ်။ဥပကျော်ကြီးကိုကယ်ဖို့အတွက်သူမရဲ့နာကျင်မှုတွေကိုလက်ခံလိုက်ပါတယ်။ဥပရဲ့လက်ကောက်ဝက်နဲ့ခြေချင်းဝက်တွေကျိုးသွားပြီးမျက်လုံးတွေဖြူသွားပါတယ်။မြတ်မြတ်ရဲ့ခန္ဓာကိုယ်ကတော့ပြန်လဲကောင်းမွန်လာပါတယ်။ကျော်ကြီးကဥပကိုနာကျင်မှုတွေကနေကယ်တင်ဖို့အတွက်ဓာတ်နဲ့ထိုးတက်လိုက်ရပါတယ်။အပြင်ကကိုလာရွှေရဲ့အတန်ကြားပြီးကျော်ကြီးရဲ့တကားဖွင့်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့တကားတော့ခတ်ထားဆဲပါ။
ကိုလာရွှေအတန်က open up your heart and let the sunshine in ဆိုတဲ့ချင်းကိုတီးဆိုနေတာမို့ကျော်ကြီးကဒီဟာမျက်မှန်ရဲ့တကိုးကြောင့်မျက်စိမှားနေတယ်ဆိုတာသိလိုက်ပါတယ်ခေါင်းလန်းတန်ကြပြီးဥပရဲ့အလောင်းရောက်လာကကျော်ကြီးလေကားပေါ်ကနေပြုတ်ကျပြီးသိဆုံးသွားပါတယ်နောက်တစ်နေ့မှာရဲတွေရောက်လာပြီးဥပကျော်ကြီးနဲ့တီတာတို့ရဲ့အလောင်းတွေကိုထပ်တွေ့လိုက်ရပါတယ်မြရဲ့အလောင်းကိုတော့ဗာဂျီးနီးယားရဲဌာနကိုပို့ဆောင်မှုစီစဉ်လိုက်ပါတယ်ကားပေါ်မှာရေဒီယိုက open up your heart and let the sunshine in ဆိုတဲ့ချင်းထပ်လွှင့်နေပြီးတော့မြရဲ့လက်မလေးကလှုပ်ရှားသွားတယ်ဒီဇယ်လန်ကစက်သိမ်းသွားခဲ့ပါတယ်ဒီဇယ်လန်လေးမှာကျွန်တော်တို့ရဲ့ချစ်ကိုကြီးကိုဘာလာပြောနေကြစကားအရဒီဇယ်လန်လေးကပေးခြင်းတဲ့ message ကတော့ပုံသေးမှအေးမယ်ဆိုတဲ့ message လေးပဲဖြစ်ပါတယ်ဒီဇယ်လန်လေးရဲ့အကြောင်းဘက်ကောင်းပြီးလှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ဇလန်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်လူကြီးမင်းအတွက်စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် recap လေးတစ်ခုဖြစ်မယ်လို့မျှော်လင့်ရင်းနဲ့ဆုံးသက်လိုက်ပါရစေခင်ဗျာနောက်တစ် recap video လေးကိုကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်